အမေဖြစ်ခဲ့တဲ့နေ့ကကျမဘဝအပြောင်းလဲကြီးဖြစ်သွားတယ်။မနေ့ကလိုပဲအတိအကျမှတ်မိနေတော့မှာ။ကြောက်စိတ်လှုပ်ရှားမှုနာကျင်မှုတွေနဲ့ရောထွေးနေပြီးတော့ချစ်ချင်းမြတ်တာရဲ့လှိုင်းတစ်ခုလိုလွှမ်းမိုးသွားတယ်။ပထမဆုံးအကြိမ်ကလေးကိုပွေ့ဖက်လိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားတယ်။အချိန်တွေကနှေးကွေးသွားသလိုပဲကဘာကြီးကမေးမိန်သွားသလိုခံစားရတယ်။ကျမမြင်ရတာကကျမကိုလုံးဝမိခိုနေရတဲ့ဒီသေးငယ်ပြီးပြေဆုံးလာတဲ့လူသားလေးပဲ။အမေဖြစ်ချင်းဟာဘွဲတစ်ခုတည်းမဟုတ်ဘူး။ဒါဟာပြောင်းလဲမှုတစ်ခုပါတင့်ရဲ့နှလုံးသားကအခုချိန်မှာတင့်ခန္ဓာကိုယ်ပြင်မှာရှိနေတယ်ဆိုတာကိုနားလည်လာတာပါ။ပထမဆုံးအကြိမ်ကိုတန်ဟာကျမကြားဘူးသမျှအလှပဆုံးအတန်ပါပဲ။ကျမတို့မျက်လုံးချင်းစုံမိတဲ့အခါဒီကလေးကိုကိုယ့်ရဲ့အရာအလုံးနဲ့ကာကွယ်မယ်လို့သိလိုက်ရတယ်။ဒါပေမဲ့အမြဲတမ်းလွယ်ကူတာမဟုတ်ဘူး။အိမ်မပျော်တဲ့ညတွေငိုချင်စိတ်တွေကျမရဲ့ငိုတန်တွေရောကလေးရဲ့ငိုတန်တွေပါ။ကိုယုံကြည်မှုမရှိတဲ့အချိန်တွေလည်းရှိတယ်။ငါလုံလောက်ပြီလား။ငါကမိခင်ကောင်းလို့ယူဆရပါမလား။ဒါပေမဲ့ပြုံးပြမှုတိုင်းတင်းငယ်တဲ့ခြေလမ်းတိုင်းနဲ့အတူကျမပို့ပြီးအားရှိလာတယ်။ကလေးကြီးပြင်းလာသလိုကျမလည်းကြီးပြင်းလာခဲ့တယ်။အမေဖြစ်ချင်းကကျမကိုတီးခံမှုခံနိုင်ရည်နဲ့မရ conditional love အကန့်အသတ်မဲ့မေတ္တာတို့ကိုသင်ပေးခဲ့တယ်။အရင်တုန်းကကျမထင်ခဲ့တယ်။ချစ်ချင်းမေတ္တာဆိုတာနှလုံးသားထဲမှာခံစားရတဲ့အရာလို့ဒါပေမဲ့ကျမမှားခဲ့တယ်။အမေဖြစ်တဲ့နေ့မှာကျမရဲ့နှလုံးသားကအတောင်ပံတွေရလာပြီးအခြားလူသားတစ်ယောက်စီကိုပြန်တန်းသွားတယ်။အခုကြမှာပဲအစစ်အမှန်ချစ်ချင်းမေတ္တာဆိုတာကိုနားလည်ခဲ့တယ်။ဒါကြောင့်မိခင်တိုင်းကိုပြောချင်တယ်။ဒီခရီးကိုအသက်ဆက်တင်နေတဲ့သူဖြစ်ဖြစ်နှစ်ပေါင်းများစွာကြာပြီးဖြစ်မင်းကအားရှိတယ်မင်းအကောင်းဆုံးလုပ်နေတယ်မင်းတယောက်တည်းမဟုတ်ဘူး။ကျမတို့ဟာမေတ္တာထောက်ပံ့မှုနဲ့နားလည်မှုတို့ရဲ့ community တစ်ခုပါ။ဘာလို့လဲဆိုတော့ကျမတို့ဟာအမေဖြစ်ချင်းရဲ့ရုန်းကန်မှုတွေတန်တရားတွေကြောက်ရွံ့မှုတွေနဲ့ဝမ်းသာစရာတွေကိုသိကြလို့ပါ။မင်းကအမေအစ်တယောက်ဆိုရင်ကလေးငယ်လေးတွေနဲ့အချိန်ကာလတွေကခက်ခဲပါတယ်ဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးမင်းကအရန်ကောင်းနေပါပြီအသက်ပဲရှူပါအေးအေးဆေးဆေးနေပါလက်ချောင်းလေးတွေခြေချောင်းလေးတွေရဲ့အလှကိုခံစားလိုက်ပါမင်းကအတွေ့အကြုံရှိတဲ့မိခင်ဖြစ်နေရင်မင်းကိုငါလေးစားတယ်မင်းကဒီအမေဖြစ်ချင်းဆိုတဲ့အရာကိုကျွမ်းကျင်နေပြီမင်းကအစဉ်ပြေအောင်လုပ်နိုင်တဲ့သူပါကြားထဲကမိခင်တယောက်ဆိုရင်လေတီးခံပါအမေဖြစ်ချင်းဆိုတာယူသွတ်စရာခရီးတစ်ခုပါဒါပေမဲ့မင်းသွားမဲ့အကောင်းဆုံးစွန့်စားမှုလည်းဖြစ်တယ်ဒါကရှုပ်ပွားတယ်အတန်ကျဲတယ်ပင်ပန်းတယ်ဒါပေမဲ့လှပတယ်ကျေးဇူးတင်စရာကောင်းတယ်ချစ်စရာအရန်ကောင်းတယ်ဒါကြောင့်အမေဖြစ်ချင်းရဲ့အလှတရားနဲ့အမှန်တရားတွေကိုအတူတူချီးကျူးကြရအောင်ရုန်းကန်မှုတွေစွန့်လွတ်အနစ်နာခံမှုတွေအိမ်မပျော်တဲ့ညတွေအဆုံးမရှိတဲ့အဝိရှော်မှုတွေအမြဲတမ်းစိုးရိမ်ပူပန်မှုတွေဝမ်းသာစရာတွေဂုဏ်ယူစရာတွေအကန့်အသတ်မဲ့မေတ္တာလက်ချောင်းလေးတွေခြေချောင်းလေးတွေတွားဖုံးပြုံးလေးတွေပထမဆုံးလန်းတွေပထမဆုံးစကလုံးတွေပထမဆုံးကြောင်းတက်နေတွေဒါတွေအားလုံးဟာအမေဖြစ်ချင်းဆိုတဲ့အံ့ဖွယ်ခရီးရဲ့အစိတ်ပိုင်းတွေပါပဲအခုတော့မင်းမေဖြစ်တဲ့နေ့မှာဘာတွေပြောင်းလဲသွားလဲမင်းရဲ့ဇာတ်လမ်းကို comment မှာမျှဝေပါဒီဗီဒီယိုကိုရင်းအောင် baby cam မှဖန်တီးပြီးထားပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လုပ်ဖို့မမေ့ပါနဲ့နော်